နောက်ကျွန်တော်တို့ရေစံကူရတာတော့ရေစုံကူရတာလို့လာအောင်မအောင်ဟမ်တက်လုံကောင်းမရတယ်လေရေကူးတာလမ်းကတော့ထောက်တယ်ဟုတ်တယ်ဟုတ်ရဒီကခဏလေးဘေးနဲ့မခုံနဲ့ခဏလေးလေဦးထိတ်ကနေဟုတ်လေဦးထိတ်ကနေဟုတ်ဒီဘက်ဘေးကနေခဏလေးကျွန်တော်ဟုတ်ပြီလေထိန်တာလေးဟိုဟာရှိတယ်ဟုတ်လားဗါလဲကြောက်တုံးနေပါဟုတ်ပြီနော်ခုံစားဟုတ်ပြီဒီဘက်ခေါ်ဟုတ်ပြီဟုတ်ပြီဖြည်းဖြည်းကုန်ဆရာဟိုခေါ်လေးတော့ဖားခုံညာခုံပါဆိုမှ